โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက်ရက်ကဆွဲပါကျွန်တော်ခုဒီဗီဒီယိုမှာကျွန်တော်ဒီဖုန်းတွေဒီ tablet တွေ laptop တွေကိုဒီ product impression တွေ review တွေလုပ်အောင်မဟုတ်ဘူးအဲ့ဒီစာကျွန်တော်ကိုယ်တိုင်တုံးမှုဝယ်ထားတယ်ဒီ gadget ပစ္စည်းလေးတွေကို unboxing လုပ်ပေးမယ်အဲ့ပစ္စည်းကဘာလဲဆိုရင်ဗျာအမှန်တိုင်းပြောရင်ဗျာကျွန်တော်ခုဒီဘက်ဘန်ကောက်ဘက်ရောက်လာပြီးနောက်ပိုင်းမှာကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန်မှာပေါ့ကို lighting ကိုတိတ်ပြော့အားမရဘူးအစပိုင်းမှာကျွန်တော်ဒီ outdoor တွေရိုက်တယ်ပြီးတော့ indoor မှာရိုက်တဲ့အချိန်မှာအခုဆိုရင်ကျွန်တော်ကဗျာဒီ key light ကိုဒီ Amaran ရဲ့ 60 ကိုကျွန်တော်ဒီ soft out နဲ့သုံးတယ်ပြီးတော့မှဒီနောက်ဘက်ကအခုမြင်နေရဗျာဒီအပြာရောင်တို့ပါတော့အဲ့လို light တွေအတွက်ကိုဒီကောင်ကကျွန်တော်ဒီမှာ Ulanzi ရဲ့ဒီ light bar လေးပေါ့နော်ဒီ lighting အချောင်းလေးတစ်ခုတုံးတယ်အဲ့တော့အဲ့နှစ်ခုပြင်တခြားဒီနားမှာဗျာအဝါလေးဖြစ်နေတာကဒီကောင်ကကျွန်တော် practical light တွေတုံးထားတယ်အဲ့လောက်ပဲကျွန်တော်တုံးတယ်ဟိုရင်လိုဗျာကျွန်တော်ဒီ lighting 3 point lighting တွေပါကျွန်တော်တိတ်ပြီးတော့မတုံးဖြစ်သေးဘူးဆိုတော့အခုကျွန်တော်မှားထားတဲ့ပစ္စည်းတစ်ခုကကျွန်တော်ဒါကိုမှားထားတာရောက်လာတယ်ဒီကောင်ကလည်းမှန်တိုင်းပြဗျာဒီကောင် lighting ကိုမှတော်တော်လေးကိုဗျာ affordable ဖြစ်တယ် affordable ဖြစ်တယ်ဆိုတာကကျွန်တော်မြန်မာဝေဈေးနဲ့ဆိုရင်တော့မှဝေချက်2သိန်းဝန်းကျင်လောက်နဲ့တော်လေးကိုဗျာအတုံးဝင်တဲ့ပစ္စည်းလို့ကျွန်တော်မြင်လို့ကျွန်တော်မှားလိုက်တာဆိုတော့ဒီကောင်လေးကိုကျွန်တော် unboxing 2လုပ်ကြည့်မယ်ဒီလိုမျိုး unboxing လုပ်ရလဲဗျာကျွန်တော်တော်လေးတော့အချိန်ကြာပါပြီကျွန်တော်2သိန်းဝန်းကျင်ဆိုဗျာဒါကကျင်းနေတယ်ဒီကောင်က portable light ပဲportable ပေါ့လက်တကိုင်းလာလိုက်တယ်လေအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီဘူးကိုဖောက်လိုက်တဲ့ချိန်မှာโอเคနောက်ဘယ်လိုပြလိုက်ကြလိုက် Ulanzi ရဲ့ဒီ portable light လေးပါ Ulanzi brand ကိုတော့เนาะဘယ်လိုပြောမလဲကျွန်တော်ဒီ camera အနေနဲ့ဆိုရင်က Ulanzi brand ကိုတော်တော်လေးကိုတုံးဖြစ်နေတယ်Ulanzi ကဗျာမှန်တိုင်းပြောရင်ကျွန်တော်ဒီဖုန်းဒီ power adapter တွေဘာတွေမှာပေါ့နော် power bank တို့ဘာမှာ Ugreen လိုမျိုးပဲဒီ brand ကတော်လေးကိုဈေးရ affordable ဖြစ်တယ်ပစ္စည်းရမ်းဆုံးတယ်ပြီးတော့ကျွန်တော်တုံးနေလောက်ဆိုဗျာ quality ကတော်လေးကိုကောင်းတယ်ဒီနောက်ဘက်ကဒီဟာလေးဆိုရင်ကျွန်တော်တုံးတာ2နှစ်နီးပါးလောက်ရှိပြီတုံးလို့အဆင်ပြေတယ်ကျွန်တော်ဝယ်ဖြစ်တဲ့ product ကဒီကောင် Ulanzi AE20 pocket light လေးပါဒီ Ulanzi AE20 ကိုဗျာဝယ်လိုက်တဲ့အကြောင်းပြချက်ကဒီကောင်ရဲ့ဒီဘယ်လိုရမလဲ lighting ထွက်တဲ့အားပေါ့နော်ကျွန်တော်ဗျာအခု indoor ပဲရိုက်နေတာဆိုတော့ဒီ key light lighting က Amaran 60ကိုတုံးတယ်ဒါပေမဲ့ဒီ soft out မှာကျွန်တော်တက်ပြီးတုံးတာကဒီကောင်ရဲ့ power က 50% လောက်ပဲရှိတယ်ဆိုတော့ 50% ပဲဆိုတော့ဗျာဘယ်လိုပြောလဲ 1 အနေနဲ့ဆိုရင်ဒီကောင်30 watt လောက်ပဲ power စားတယ်ဆိုတော့ကျွန်တော်မြင်ပါဗျာဒီ Ulanzi 20 watt ကလုံလောက်ပြီလို့ကျွန်တော်မြင်တယ်ဒီ fade light တုံးတာဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်ဒီ overhead ဗျာဒီဘယ်လိုပြောလဲ hair light လေးတုံးတာဖြစ်ဖြစ်အဲ့အတွက်ကိုကျွန်တော်အဓိကထားပြီးတော့ဝယ်လိုက်တာဆိုတော့ထပ်ပြီးတော့ဖောက်ကြည့်ရမယ်နည်းနည်းစကားထပ်ရှည်တာများပါပြီဒီလိုလေး unboxing တွေလုပ်တာတော့မှလေကျွန်တော်မလုပ်ဖြစ်တာတော်လေးကိုကြာပြီဘာလို့လဲဆိုတော့ကျွန်တော်ဒီနောက်ပိုင်းမှာပစ္စည်းတွေပဲဝယ်တယ်ဒီပစ္စည်းဘာတွေဝယ်လဲဆိုတော့အဲ့လိုမျိုးပေါ့ unboxing လုပ်ပြထုတ်ပြတာမျိုးမရှိတာတော်တော်လေးကြာပါပြီဒါကခုမှလုပ်ပြတာဒါခွေခု plastic ခွာလိုက်ပြီဆိုတော့ကျွန်တော်တို့ဘယ်လိုဖောက်အောင်လဲမသိအောက်ကနေဖောက်โอเคဒီကောင်ဖောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့အတူဖောက်ကြည့်ကြမယ်ဒီမှာ plastic ဘူးလေးတစ်ခုထည့်လိုက် plastic ဘူးမဟုတ် foil လေးတစ်ခုထည့်လိုက် foil လေး foil ပြတ်ပြစ်မယ် foil လွတ်ပြစ်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ user manual စာစာတမ်းတွေထွက်လာတယ် user manual ကတော့ကျွန်တော်ပြီးမှကြည့်ကြည့်မယ်ပြီးတော့ဒီမှာကUlanzi ရဲ့ quality certificate လေးတစ်ခုထွက်လာတယ်ဆိုတော့ကျွန်တော်ဒီ lighting ကိုချုပ်ဖွင့်ကြည့်မယ်အော်ထင်တာကလည်းနည်းနည်းလေးပိုကြီးတယ်ပြီးတော့ထင်တာကလည်းနည်းနည်းလေးပိုပြီးတော့လေးတယ်ပြီးတော့ဒီမှာနောက်တစ်ခုကဒီကောင်ကကျွန်တော်ဒီကင်မရာကြီးမှာတက်တဲ့ hot shoe မောင့်လေးတစ်ခုပါတယ်ဘယ်လိုတက်ရလဲဆိုတော့ဒီလိုမျိုးလေးကျွန်တော်ဒီကင်မရာမှာ hot shoe တက်လို့ရတဲ့ဟာလေး hot shoe တော့မဟုတ်ပါဘူးเนาะ cool shoe လို့ပြောရမှာပေါ့ဘာလို့ဆိုတော့ connection မရှိဘူးဆိုတော့လေပြီးတော့အောက်မှာဆိုရင်ကျွန်တော်ဒီ screw ဆုပ်လို့ရတဲ့ဟာလေးပါတယ်ဒါကဗျာကျွန်တော် tripod board တို့ဘာမှတင်တုံးမယ်ဆိုရင်အဆင်ပြေတယ်ဆိုတော့ဒီ lighting ကိုဖွင့်ခင်မှာကျွန်တော်အောက်မှာတစ်ခုကျန်နေတယ်ခုနဒီ lighting တွေဟာကိုခွာလိုက်မယ်ဆိုရင်အောက်မှာဒီမှာတစ်ခုရှိတယ်။ဘာရှိလဲဆိုတော့ Arduino က USB C to C ဖြစ်သွားပြီ။ဒီနှစ်တိုင်းဝန်းကျင်တန်ဗျာ lighting မှာတော့ C to C ကြိုးကိုထည့်ပေးထားတယ်နဲ့တချို့ဖုန်းတွေကအခုထိ USB A to USB C သုံးနေရတော့တိတ်မမိုက်ဘူး။နှစ်တိုင်းကျော်တာဒီ lighting မှာတော့ USB C to C သုံးပေးတယ်။ Okay Arduino ပြီးတော့ကျွန်တော်ဒီ Allen key လေးတစ်ခုပါတယ်။ Allen key ပါတယ်ဆိုတော့ဘာလို့လုံးဝမှလည်းမသိဘူး
ပြီးတော့ဒီမှာနောက်ထပ်တစ်ခုကဒီကျွန်တော်ခုနပြောတဲ့ဒီ soft ဟာလေး soft box ပေါ့နော်ဒီ main lighting ကိုနည်းနည်း soft ရလို့တဲ့ဟာလေးဆိုတော့ဒီကောင် lighting ကျွန်တော် power ရင်ဖွင့်ကြည့်မယ် power ဖွင့်တာပဲဖွင့်ရလဲမသိ okay ဒီokay battery ပြည့်ရှိရယ်အဲ့ lens ချက်ပဲဟာဒါကခုမှ 70% လောက်ပဲရှိသေးတယ်မြင်ရလား70% ပဲရှိသေးတယ်ကျွန်တော်100% ထိတင်လိုက်မယ်ပြီးတော့ဒီ light တင်မှုတွေပေါ့နော်အဲ့ဒါကိုမျိုးစားပေါင်း20ရွေးလို့ရတော့ကျွန်တော်သိထားတယ်ဆိုတော့ဒါ TV ဒါကန်တယ်အရင်ဟာနဲ့ရှင်တော်တော်လေးကိုလင်းနေဟာဒါကန်တယ်မဟုတ်ပါတီဒါပါတီပေးနေပြီနောက်မှာပါတီပေးနေမဟုတ်ကန်တယ်ဖြစ်သွားပြီပါတီဒီမှာပါတီပေးနေတော့ lighting တွေပြောင်းပြီးတချို့ရုပ်ရှင်တွေပိုင်းမှာပေါ့နော်ဒီလိုမျိုးဟာတွေက lighting effect တွေတုံးတယ်ကျွန်တော်တုံးတာကဘာတုံးရတာလဲဆိုတော့ဒီမှာရပြီကျွန်တော်အဓိကဒီ lighting တုံးနေတာဒီလိုအရောင်နဲ့တုံးနေတာမိုက်တယ်ဟာဒီကောင်ကလေနောက်ကိုတစ်ချက်လွှဲရတာနဲ့တော်လေးကိုလင်းသွားတယ်ပြီးတော့ပိုကောင်းတာတကွာခုန soft box ကဒီကောင် magnet နဲ့ကတ်လိုက်အောင်မယ် soft box ပါတာရယ်မပါတာရယ်ပါတာနဲ့မပါနဲ့ okay အဲ့တော့ကျွန်တော်ဒီနောက်က ULANC lighting ဟာကိုပိတ်လိုက်မယ်ပိတ်လိုက်ရင်လွတ်သွားတယ် soft box မပါဒီနောက်ကိုထွဲတော့နော် soft box မပါတာတော့ပို့ပြီးတော့အဆင်ပြေတယ်ပါပဲခန်းရအောင်လုပ်လိုက်မယ်ဒီလိုလေးထားလိုက်ရင်ကျွန်တော်ဒီနောက်ဖက် lighting ရပြီ okay တော်တော်လေးတော့မိုက်တယ်ပြီးတော့သဘောကျတာတစ်ခုอ่ะပေါ့နော်ဒီနောက်ဖက်မှာပန်ငါလေးတစ်ခုပါတယ်ပန်ငါလေးပါတယ်ဆိုတော့တော်တော်လေးကိုပြောရမယ်ဆိုရင်ဗျာကျွန်တော်ဒီရေရှည်တုံးတဲ့အချိန်မှာဒီ overheat ဖြစ်တာဘာညာမျိုးကိုလည်းစိတ်ပူစားမလို့နောက်မှပန်ငါပါတယ်ပြီးတော့ခုနပြောလို့ဒီကောင် USB-C နဲ့ပြန်အားသွင်းလို့ရတယ်ဒီမှာလည်းတစ်ခုမိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ lighting ညဗျာဟိုပြောမယ်ဆိုရင်ဟိုးရင်တော့ lighting တွေကူကျွန်တော်တုံးတဲ့ဒီ Amaran 60လိုမျိုး lighting တွေဆိုရင်ဒီ Sony ရဲ့ဗျာ MP battery အတုံးကြီးကိုတည်ပြီးတော့ဗျာအဲ့ဒါနဲ့ချိန်ပြီးတော့သုံးရတယ်ဒီကောင်ကြတော့ဗျာလုံးဝ big in battery ပါပြီးတာပြီးတော့ကျွန်တော်လိုက်ရှာကြည့်လောက်ဆိုရင်ပေါ့နော်လိုက်ရှာကြည့်လောက်ဆိုရင်ဒီကောင်ကကျွန်တော်ဒီ full power 100% အပြည့်သုံးမယ်ဆိုတော့မှနိုင်ခွက်လောက်ကို AC သုံးလို့ရမယ်ပြန်အားသွင်းမဲ့ချိန်မှာလည်းဗျာဒီကောင်က USB-C ရဲ့ပြီးတော့PD charging support လုပ်တယ်ဆိုတော့အားသွင်းတာလည်းတော်လေးကိုမြန်တယ်လို့ကျွန်တော်သိထားတယ်တနိုင်ဝန်းကျင်လောက်ကြာတယ်ထင်တယ်အားပြည့်တွင်းမဲ့ဆိုရင်ပေါ့နော်ပြီးတော့ဒီကောင်းတာတစ်ခုကဗျာကျွန်တော်ဒီကောင်က USB-C ဖြစ်တဲ့ကြောင့်ပါဘတ်နေပါရင်လည်းတွဲပြီးတော့ဗျာချိတ်ပြီးသုံးမယ်ဆိုလဲဒီကောင်သုံးလို့ရတယ်power on ဆိုရင်သူက power ကိုချစ်ချင်းပေးမုံ power ကိုချစ်ချင်းပေးမုံမယ်နဲ့ကျွန်တော်ဒီကောင်ကိုလှည့်လိုက်မှာဟောလားဒါကကျွန်တော်သုံးနေတဲ့ lighting temperature ဒီ Kelvin 9600နဲ့ဒါ maximum brightness လောက်ထားတာလေ clean ချက်ပဲကျွန်တော် key light ကိုခဏပိတ်ကြည့်လိုက်မယ်ကျွန်တော်ဒါ key light ကိုခဏပိတ်ထားတယ်ပြီးတော့ဆူတယ်တိတ်ဆူတယ်ခဏနေ60% လောက်ထားပြီးတော့ဒီ lighting ဖွင့်ကြည့်မယ်လင်းနေတဲ့ဟာအဲ့လေ server ပါတာနဲ့မပါနဲ့မှာတော့ဒီကောင်ကနည်းနည်းကွာရပေါ့နော်ဘာလို့ဆိုတော့နောက်မှလို့ shadow ကြီးကြာနေရယ်ဒါကကျွန်တော်key light အနေနဲ့တုံးကြည့်တာဒီကောင်က 40% ထားတယ်နောက်က lighting ကိုကျွန်တော်ဖွင့်ကြည့်လိုက်တဲ့ချိန်မှာ shadow ကျနေရလို့အဲ့တော့အဆင်ပြေ shadow ဖြောက်လို့ရတာ shadow ဖြောက်လိုက်မယ်ဆိုရင်နည်းနည်းလေးတော့ shadow ကျတော့အငယ်တူတူထားကြည့်လိုက်မယ်ဆိုရင် shadow တော့တိတ်မလိတာတော့ဒါပေမဲ့ဒါ 40% ဆိုတော့ကျွန်တော်နည်းနည်း V ထပ်တင်ကြည့်အောင်ဒါ 100% 100% ဆိုတော့ဒီကောင်ကမီးရဒါ 100% ကတော့တော်တော်ကြီးကိုလင်းတယ်ကျွန်တော်20 watt ဆိုပေမဲ့ကျွန်တော်သုံးနေတဲ့ key light ဒီ Amaran 60ရဲ့ဒီ 50% ထားမှာအများကြီးပိုလင်းတယ်50% ဆိုတော့တော်တော်လေးကိုမစိုးဘူးကောင်းတယ် okay ဆိုတော့ဒါတော့ဗျာနည်းနည်း lighting ကနည်းနည်းလေးတော့ဒီနားလေးက harsh ဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီ lighting ကို50% ထားပြီးတော့ဒီ headlight ပုံစံမျိုးလေးကျွန်တော်ထားကြည့်တာဒီနားလေးမှာကျွန်တော်ဒီ headline လေးတော့စပြီးတော့ပေါ်လာပြီဒါပေမဲ့မကောင်းတာတစ်ခုပေါ့နော်ဒီကောင် shadow လဲနည်းနည်းပြန်ကျတယ်ပြီးတော့နည်းနည်းလဲ harsh ဖြစ်တယ်ဆိုတော့
နှစ်ပါတာကတော့ကျွန်တော်ပို့ပြီး prefer ဖြစ်တဲ့ဒီ Rembrandt lighting လေးတစ်ခုပေါ်တယ်ဆိုတော့ဒီ lighting ကကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ဘယ်နေရာမှာတကယ်တော့မှမသိဖြစ်နေပါတော့ဆိုတော့ထင်တာတဲ့ပို့ပြီးတော်တော်ကြီးကိုလင်းတဲ့ Ulanzi lighting မှာပြီးတော့ခုနကျွန်တော်ပြောလို့ပဲဒီကောင် USB-C ဖြစ်မယ်ပြီးတော့ပါလဲ fan ပါမယ်အဲ့ပြီးရင်ဒီကောင်ဇက်တိုက်တုံးမယ်ဆိုရင်နိုင်ဘက်လောက်တုံးလို့ရတယ်ပြီးတော့ကျွန်တော်တုံးနေတဲ့ဒီလိုမျိုး color လှလှ lighting လေးတွေ RGB အပြည့်စုံလုံးဝအကုန်တုံးလို့ရမယ် RGB lighting လေးတွေတော့တော်လေးကိုမိုက်တယ် RGB နဲ့လုံးမယ်ဆိုရင်တော့ဒီကောင်ဒီနားလေးပါလေးကတော်တော်လေးကိုတွားနေတူတော့မိုက်တယ်ဆိုတော့နှစ်သိန်းဝန်းကျင်မှာတော့ဗျာတော်တော်ကြီးကိုတန်တဲ့ lighting လို့တော့ကျွန်တော်မြင်တယ်တုံးလို့ကောင်းတယ်ပြီးတော့ site ကလည်းဗျာလုံးဝ compact ဖြစ်တေးသေးလေးဒီ site လေးပဲရှိတယ်ဒါမှကျွန်တော်အောက်ကဟာကိုဖြုတ်လို့ရတယ်အောက်ကဟာဖြုတ်လိုက်ရင်ဒီ site ပဲရှိတယ်လက်တော်ဝါးစားပဲရှိတယ်โอเคအဲ့တော့ကျွန်တော်မျက်လုံးလဲတော်တော်လေးကိုစီးပွားရေးဆိုတော့အခုAmazon လောက်တာလေးကိုနည်းနည်းလေးရပ်ပါမယ်ဒီကောင်ကဗျာ20 watt ဆိုတဲ့အတိုင်းခုနကျွန်တော်ဆန်းရလောက်ဆိုရင်ဒီကောင်တော်တော်ကြီးကိုဗျာလင်းတယ်ကျွန်တော်ထင်တာထက်ပိုပြီးတော့ဒီကောင် brightness ကတော်တော်ကြီးကိုကောင်းတယ်ပြီးတော့ဒီဗျာ battery နဲ့တုံးလဲဆိုတော့နိုင်ဝက်လောက်တုံးလို့ရတာမျိုးတွေပြီးတော့ USB-C ဖြစ်တော့ကျွန်တော် power နဲ့ချိတ်ပြီးတော့တန်းတုံးလို့ရတာမျိုးဒါရဗျာတော်လေးကိုအဆင်ပြေတယ်ကျွန်တော်ဗျာဒီအပြင်သွားတဲ့အချိန်မျိုးတွေဒီ photographer တွေ video ဓမားတွေဗျာဒီ lighting ကိုဒီလက်ထဲမှာဗျာလက်လက်ကင်စာလေးတည်သွားခြင်းနဲ့ဆိုရင်တော်တော်လေးကိုအဆင်ပြေတဲ့ lighting လို့ကျွန်တော်မြင်တယ်တကယ်လို့ Gucci နယ်တွေထဲမှာဒီ Ulanzi A20 လိုမျိုးဒီ lighting လေးကိုဝယ်ခြင်းနဲ့ဆိုရင်စိတ်ဝင်စားရဆိုရင်ပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာရောင်းတဲ့နေရာတော့ကျွန်တော်တိကျမသိဘူးတကယ်လို့ကျွန်တော်ဆရာတစ်ဆင့်ဒီကျွန်တော် page ကနေတစ်ဆင့်မှားခြင်းနဲ့ဆိုရင်ကျွန်တော်မှားပြီးတော့ပို့ပြီးလို့ရတယ်အသေးစိတ်ကိုတော့ဗျာကျွန်တော်ဒီ page ရဲ့ message မှာလာပြီးတော့မေးလို့ရပါတယ်ဘာဖြစ်ဆိုတော်တော်လေးကိုတန်းတယ်မိုက်တယ်